အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ TikTok မှာနာမည်ချင်းနည်းလေးပေါ့နော်တချို့တခြားလဲသိတယ်တချို့ကြလည်းမသိဘူးပေါ့နော်မသိတဲ့ညီကောင်မတွေကိုကျွန်တော်မျှဝေပေးသွားပါမယ်နာမည်ဒီမှာကျွန်တော်ဒီနေရာမှာပေါ့နော်ဒီနေရာမှာတချို့ဆို user ဆိုပြီးတော့တုံးထားတယ်ပေါ့နော်နော်ကျွန်တော်တို့တချို့တွေပေါ့နော်ဒီနေရာမှာ user လို့တုံးထားတယ်ဒီလိုနာမည်လေးမထည့်ထားဘူးเนาะအဲ့ဒါကျွန်တော်ပြောပြပေးမယ်เนาะကျွန်တော်တို့ဒီနေရာကနာမည်တစ်ခါချင်းကျွန်တော်ရက်30တစ်လစောင့်ရတယ်ပေါ့နော်ဒါကကိုယ်နာမည်ကိုအတိအကျ TikTok ပေါ်မှာရိုက်ရှာတဲ့နေရာတို့ဒီအပေါ်ကဒီနေရာကနာမည်တစ်ခါချင်းလို့ရှိရင်တစ်ပတ်စောင့်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နာမည်လေးတစ်ဆင့်ချင်းရှင်းပြမယ်เนาะအဲ့တော့နာမည်ချင်းမှုအတွက်ကျွန်တော်တို့ကဒီ active profile ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတဲ့အခါကျရင်ဒါမျိုးပေါ်လာပြီเนาะဒါမျိုးပေါ်လာရင်ကျွန်တော်တို့ကဒီမှာဒီနေရာဒီအပေါ်ဆုံးကနေရာလေးကကျတော့ကြိုက်တဲ့နာမည်ကြိုက်တယ်လို့ရေးလို့ရတယ်ပေါ့နော်ဒီနေရာလေးကိုအရင်ပြောင်းလိုက်မယ်เนาะဒီမှာဒီလိုလေးပြနေတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်နာမည်ချင်းလို့ရပြီเนาะအဲ့တော့နာမည်ချင်းလိုက်မယ်โอเคနာမည်ချင်းခိုင်းတဲ့ညီလေးကသူချင်းခိုင်းတဲ့နာမည်လေးကကျွန်တော်ဒီလိုချင်းခိုင်းထားတယ်မမနိုင်ဒီမှာနော်ဒါသူချင်းခိုင်းတဲ့နာမည်လေးပေါ့နော်ဒါမိမမနိုင်ကြော်ကြီးတဲ့ဒီနာမည်လေးချင်းပြပါကျွန်တော်ဒီနာမည်လေးချင်းလိုက်ဒါဆိုနှိပ်လိုက်ပြီနော်ညီလေးကိုချင်းပေးလိုက်ပြီနော်ဒီနာမည်နောက်တစ်ခါကြာလို့ရှိရင်မိမကိုနိုင်သွားလို့ရှိရင်ပြန်ချင်းမယ်ဆိုတစ်ပတ်စောင့်လို့နော်အခုကမနိုင်သေးဘူးဆိုတော့ဒီမိမမနိုင်ကြော်ကြီးလေးပဲထည့်ထားလိုက်ကောင်းပါတယ်နော်နိုင်တဲ့ရှင်ရမှာပြန်ချင်းပေါ့နော်အဲ့တော့ဒါလေးကိုစေ့နှိပ်လိုက်မယ်โอเคဒီမှာသူကတေချာလားထပ်မိတယ်နောက်တစ်ပတ်မှမိမဒီကြားထဲမှာနိုင်သွားရင်တော့လေတစ်ပတ်ဆောင်ပါနော်အဲ့တော့နေလိုက်မယ်နော်โอเคဒါဆိုမိမမနိုင်ကြော်ကြီးဖြစ်သွားပြီเนาะအဲ့တော့ဒီနေရာလေးမှာကျတော့သူကဒီနေရာကကျတော့နာမည်ရိုက်ရှာဒီနေရာကျမိမမနိုင်ကြော်ကြီးထည့်လို့အဆင်မပြေတော့ဘူးအဲ့တော့ဒီနေရာကတစ်ခါချင်းရင်တစ်လဆောင်ရတာเนาะဒီနေရာတစ်လဆောင်ရတာဖြစ်တဲ့အတွက်ဒီနေရာလေးကဒီဟိုချိန်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီမှာကြော်ကြီးလို့ပဲထည့်လိုက်မယ်เนาะဒီမှာအင်္ဂလိပ်လို့ထည့်တာအဆင်ပြေမြန်မာလိုကအဆင်မပြေဒီနေရာမှာ KYAW ကြော် GYIG လို့ပဲထည့်လိုက်ဒါပေမဲ့ကြော်ကြီးတွေကများတော့မရဘူးပေါ့နော်ဒီမှာမရဘူးဆိုကျွန်တော်အနောက်ကနေပြီးတော့နံပါတ်လေးတစ်လုံးထည့်ပေးကြည့်လိုက်ကြော်ကြီး33ဒါလည်းမရဘူးပေါ့နော်ကြော်ကြီးဆိုပြီးတော့နောက်ကနေပြီးတော့ကြော်ကြီးဂျပန်လို့ထည့်လိုက်မယ်နော်ဂျပန်သူကြိုက်ချင်မှကြိုက်မှာအဲ့တော့ကြော်ကြီးကျွန်တော်2025လို့ထည့်ကြည့်လိုက်2025ဒါလည်းမရဘူးအဲ့တော့ဒီနေရာမှာနောက်တစ်ခုထည့်ကြည့်လိုက်မယ်ကျွန်တော်ကနယူးကြော်ကြီးလို့ထည့်လိုက် KYAW ကြော် GYIG နယူးကြော်ကြီးထည့်လိုက်နယူးကြော်ကြီးလည်းမရနယူးကြော်ကြီး33ထည့်လိုက်နယူးကြော်ကြီး33တော့ရတယ်เนาะဒါဆိုရင်TikTok မှာနယူးကြော်ကြီး33လို့ရိုက်ရှာရင်တွေ့တယ်เนาะโอเคဒါလေးကိုစေ့နှိပ်လိုက်မယ်နယူးကြော်ကြီး33ကိုပြောင်းရင်နောက်ထပ်ရက်30စောင့်ရပါမယ်โอเคဒါဆိုလို့ရှိရင်နာမည်လည်းချိန်ပြီးသွားပြီအကုန်လုံးအဆင်ပြေသွားပါရင်တော့เนาะဒီမှာဓာတ်ပုံချိန်ရင်ဓာတ်ပုံနေရာလေးနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီမှာကိုကြိုက်တဲ့ပုံလေးချိန်လိုက်ပေါ့เนาะအဓိကဒီနေရာမှာပုံလေးတစ်ပုံတော့ထည့်ထားတဲ့တချို့ဘာပုံမှမထည့်ဘူးTikTok အကောင့်တွေပြတ်တတ်တယ်เนาะကျွန်တော်ဒီနေရာမှာပုံလေးတစ်ပုံထည့်လိုက်เนาะโอเคဆိုရပြီเนาะအားလုံးသိကျင်တာရှိရင် comment မှာမှတ်သွားလို့ရတယ်เนาะကျွန်တော်အကုန်ပြန်ဖြေပေးပါမယ်เนาะအားလုံးအဆင်ပြေပါစေ